ကတော့ easy လေးကတနည်းနဲ့9လဆိုတော့ဒါကြိုပြီးတော့စဉ်းစားနေပြီပေါ့နော်ကိုသားသမီးနဲ့အဆင်ပြေမဲ့ကြောင်မျိုးရရှိထားဖို့အတွက်ပေါ့နော်ဒီမှာကအသက်တစ်နှစ်ကနေစပြီးတော့အကြောင်းအစပြီးလက်ခံပြီပေါ့နော်ဆိုတော့တစ်နှစ်အရွယ်ကလေးတွေကနေစပြီးတော့ကိုမိခင်ဘာသာစကားမြန်မာဘာသာစကားကိုတက်မြောက်လာတဲ့မျိုးပဲအင်္ဂလိပ်စာကိုလည်းတက်မြောက်လာအောင်လို့စပြီးတော့သင်ပြပါမယ်။လက်ရှိကျောင်းမှာတော့ဒီနိုင်ငံတကာအရေးချင်းပြေဝတဲ့ဆရာဆရာမတွေအားလုံးကကလေးတွေအားလုံးကိုတက်ဆိုင်ရာဘာသာရပ်လိုက်ပေါ့နော်ထူးချွန်ပြီးတော့ပြည်စုံတဲ့ကလေးတွေဖြစ်အောင်လို့ညီမတို့အဓိကထားပြီးတော့သင်ကြားပေးနေပါတယ်ဟုတ်ကဲ့ကျောင်းသားမိဘအနေနဲ့ပေါ့နော်ဆိုသမီးလေးကိုလည်းဒီကျောင်းမှာထားတာဆိုတော့လေဟုတ်ကောင်းပါတယ်ဘာလို့ကလေးလေးတွေလည်းဒါပြောရတယ်ပြီးတော့သူတို့ social ဘိုင်းနဲ့ပတ်သက်ပြီးတော့သူတငယ်ချင်းအပေါင်းအသင်းတွေနဲ့လည်းဒါတွေ့ရတယ်ပေါ့နော်လူလည်းမကြောက်တော့ဘူးပေါ့လိုပွဲလေးလုပ်ပေးတဲ့အတွက်ပြီးတော့ကလေးမိဘတွေအနေနဲ့ကြောက်ရလဲဒါလေးလာစရာတွေအများကြီးကိုကလေးတွေအတွက်ပေါ့နော်ဟုတ်အဓိကအခုကတော့ easy လေးကတနည်းနဲ့9လဆိုတော့ဒါကြိုပြီးတော့စဉ်းစားနေပြီပေါ့နော်ကိုသားသမီးနဲ့အဆင်ပြေမဲ့ကြောင်မျိုးရရှိထားဖို့အတွက်ပေါ့နော်ဟုတ်တယ်ဒါကတော့ကလေးအခုကလေးတွေလာသားလောက်ထက်စထားကြရတယ်ပေါ့နော်ဒီဟန်ကူဆိုတော့လေဒါကလေးလေးတွေအတွက်လည်းဒါကောင်းတယ်သူတို့ရဲ့ဉာဏ်ရည်ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာတွေမှာလည်းအများကြီးထောက်ကူပြုတယ်ပေါ့နောက်ပိုင်းကလေးတွေအတွက်အရင်ကောင်းတာပေါ့နော်သူတို့အားကြောင့်သူတို့ခေတ်ကကလေးနဲ့မတူတော့ဘူးလေဒီဘက်ခေတ်ကလေးတွေကအရင်လဲသူတို့ကအစအရာသူတို့ပို့ပြီးတော့အမြင်လဲရှိလာကြတယ်ပို့ပြီးတော့လူကြီးတွေကသူတို့ဆုံးမမယ်ဆိုရင်တော့သူတို့နားလဲအောင်တေချာရှင်းပြပြီးမှပဲသူတို့ဆုံးမလို့ရတာစီဟုတ်အချိန်မှာဒါကတော့သမီးလေးကြီးလာရင်သူဝါသနာပါတဲ့အလျောက်ပြီးပါတော့ support ပေးရမှာပေါ့ဟုတ်ကျွန်တော်နာမည်ကမျိုးပြည့်စုံလို့ခေါ်ပါတယ်ဆိုတော့ဒီ KISNS မှာကျွန်တော် educational consultant အနေနဲ့လက်ရှိတာဝန်ယူထားပါတယ်KISNS ကကြောင့်အဓိကအင်္ဂလိပ်စာသင်ပေးတဲ့အကြောင်းပေါ့နော်အင်္ဂလိပ်စာမှာ language ကိုအဓိကထားပြီးတော့သင်ပေးတဲ့အကြောင်းအင်္ဂလိပ်စာကိုပုံမှန် traditional method နဲ့မဟုတ်ဘဲနဲ့မိခင်ဘာသာစကားကိုတက်မြောက်လာတယ်လို့မျိုးပေါ့နော်ကျွန်တော်တို့ long term memory ထိရောက်အောင်ဒီ train ပေးတဲ့အကြောင်းမျိုးပါဟုတ်ဒီမှာကအသက်တစ်နှစ်ကနေစပြီးတော့အကြောင်းအစပြီးလက်ခံပြီပေါ့နော်ဆိုတော့တစ်နှစ်အရွယ်ကလေးတွေကနေစပြီးတော့ကိုမိခင်ဘာသာစကားမြန်မာဘာသာစကားကိုတက်မြောက်လာတယ်လို့မျိုးပဲအင်္ဂလိပ်စာကိုလည်းတက်မြောက်လာအောင်လို့စပြီးတော့ train လုပ်ရပါပြီဟဲ့ကူကိုလည်းကျေးဇူးအများကြီးတင်ပါတယ်မိဘတွေအတွက်ဆိုဒီပွဲမျိုးတွေကအရန်ကောင်းတယ်ပေါ့နော်ဘာလို့ဆို international schools တွေပြီးတော့အစိမ့်မြင့်ပညာရေးတွေသင်ကြားလို့ရမယ့်ကျောင်းတွေအများကြီးကဒီမှာတစုတစည်းတွေတွေ့ရတာပေါ့နော်ဒီလိုပွဲမျိုးစီစဉ်ဖို့ဆိုတာလည်းမလွယ်ဘူးဆိုတော့အဲ့ဒါကိုအစူးစမ်းပြီးတော့အကောင်းဆုံးစီစဉ်ပေးရတဲ့အတွက်လည်းဟဲ့ကူဝန်ထမ်းတွေအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ဟုတ်မင်္ဂလာပါညီမကတော့ Young American International School ရဲ့ Admission Manager ချူချူပါညီမတို့ Young American International School ကInternational Baccalaureate လို့ခေါ်တဲ့ IB Curriculum ကို P1B Program နဲ့ M1B Program ကိုပထမဆုံး Officially Authorized ရထားတဲ့ကျောင်းတစ်ကျောင်းဖြစ်ပါတယ်လက်ရှိကျောင်းမှာတော့ဒီနိုင်ငံတကာအရေးချင်းပြေဝတဲ့ဆရာဆရာမတွေအားလုံးကကလေးတွေအားလုံးကိုတက်ဆိုင်ရာဘာသာရပ်လိုက်ပေါ့နော်ထူးချွန်ပြီးတော့ပြည်စုံတဲ့ကလေးတွေဖြစ်အောင်လို့ညီမတို့အဓိကထားပြီးတော့သင်ကြားပေးနေပါတယ်ဟုတ်ကဲ့အသက်အရွယ်အပြည့်ဆိုရင်တော့ကျမတို့အသက်2နှစ်ကနေစပြီးတော့ကလေးတွေက join လို့ရပါတယ်ဘယ်လိုကလေးမျိုးတွေအသင့်တော်လဲဆိုတော့ဒီပညာရေးတွေမကပဲပေါ့နော် holistic development လို့ခေါ်တဲ့ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကိုအဓိကထားတဲ့ကိုယ်ကလေးကိုပညာရေးတစ်ခုတည်းမဟုတ်ဘဲနဲ့တကယ် reality real life နဲ့နှီးစပ်တဲ့ပညာရပ်တွေကိုသင်ကြားပေးစေလိုတယ်နိုင်ငံတကာပညာရေးလမ်းကြောင်းကိုရှောက်ဖို့အတွက်ကိုရည်ရွယ်ထားတယ်ဆိုတော့မိဘတွေနောက်တစ်ခါသားသမီးလေးတွေအတွက်တော့တင့်တော်ပါတယ်ဟုတ်ကဲ့အခုလိုမျိုးပေါ့နော်ဒီမြန်မာပြည်တွင်းမှာရှိတဲ့မိဘတွေကိုနိုင်ငံတကာပညာရေးလမ်းကြောင်းတွေကိုအမြဲတမ်းမျက်စိပွင့်နားပွင့်ရှိအောင်လို့စီစဉ်ပေးတဲ့အတွက်ကြောင့်မလို့ရောကျမတို့ Young American International School ကိုဖိတ်ခေါ်တဲ့အတွက်ကြောင့်မလို့အများကြီးကျေးဇူးတင်ပါတယ်။နောက်လည်းဒီလိုပွဲမျိုးတွေအများကြီးလုပ်နိုင်မှုအတွက်မျှော်လင့်ပါတယ်ရှင်။ Mingalaba, I'm Rolando M. Quinones. I'm the school principal of City School Yangon. Our school offers levels from 2 years old up to 16 years old. So we start with our early years foundation stage. Then we go to Key Stage 1, Primary 1 and 2, Key Stage 2, Primary 3 up to secondary. Then we have IGCSE, our Key Stage 4. We also offer preparations for IGCSE and we help our students to gain access to universities around the world.
So we invite all our families. You can come and have a look at our facilities, and we welcome students from 2 years old up to 16 years old. So for 2 years old, we have Rising 2. So they will have a purposeful play-based activities, and we make sure to develop the foundational skills before going into the primary level. Then we have our primary level that starts with 5 years old, and for secondary, we start with 12 years old.